ဟုတ်ကဲ့ပါညီမလေးဒီနေ့အခမ်းအနားအစီအစဉ်လေးကအာရှိယပူဇော်ပွဲရဲ့ဖျော်ဖြေအခမ်းအနားအစီအစဉ်ဟုတ်တယ်မလားဒီအခမ်းအနားအစီအစဉ်လေးကကျောင်းသားကျောင်းသူလေးတွေရဲ့ပျော်ပွဲရှင်ပွဲလို့ပြောရရင်မဟုတ်ပေါ့နော်ဒုတိယပိုင်းအစီအစဉ်ဖြစ်တဲ့အတွက်ဒါကြောင့်မလို့ကိုတို့အခမ်းအနားအစီအစဉ်ကိုစတင်လိုက်အောင်ပထမဆုံးအနေနဲ့ဖျော်ဖြေပေးမယ့်အဖွဲ့ကိုညီမလေးကနေပြီးတော့ဖိတ်ခေါ်ပေးပါအောင်နော်ပထမဆုံးအနေနဲ့ဖျော်ဖြေတင်ဆက်ပေးမယ့်လို့ဆိုလေးကတော့ဌာနပေါင်းစုံကကျောင်းသားကျောင်းသူတွေစုပေါင်းပြီးမျက်စရာတချင်းနဲ့ဆရာဆရာမတို့ကိုဂါဝရပြုပြီးတော့ဒီဆိုပေးမယ့်အစီအစဉ်လေးပဲဖြစ်ပါလို့ရှင်ဟုတ်ကဲ့ပါဒါကြောင့်မလို့မျက်စရာတချင်းနဲ့ဒီဆိုဂါဝရပြုပေးမယ်ဌာနပေါင်းစုံကကျောင်းသားကျောင်းသူများကိုစီနေပေါ်သို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံးပဲကြော်နဲ့အတူကြည့်ရှုခံစားအားပေးလိုက်ကြပါဦးခင်ဗျာYes,
Totally down, Sing Think of me now, you'll be here. Oh, Messiah.